ဒါလေးကဒီနေ့တော့စားပြတဲ့ noodle bowl ဆိုတဲ့ဆိုင်လေးပါဆိုင်လေးကိုနားလိုက်ပါတယ်လှတယ်ရောဆိုင်လေးကဖိုတိုဘုတ်လေးတစ်ခုရှိမယ်အပေါ်ထက်တော့မတတ်တော့ဘူးဆိုင်ထဲမှာထိုင်ကုန်လေးနဲ့တသက်ရရပဲဆိုင်လေးကထိုင်လို့ကောင်းတယ်ရောဒီရလေးကတော့ကိုရီအကြိုက်ပါကောင်းတာလေးပါအယ်ကိုဟောဝိုင်းကော်တီမော်တီကော်ဖီအကုန်ရပါတယ်drink မိုင်းကတော့မိုက်တယ်ပေါ့အကုန်တောက်ကောင်းပါတယ်မီနူလေးရတာဒီနေ့စားပြတာကြက်ပေါင်းစီချက်ပေါ့ဒါလေးရကြက်ပေါင်းစီချက်ချွတ်ချိုလေးဒါကတော့ထမင်းကြော်လေးပါဒါကကွတ်တီယိုကြက်ပေါင်းလေးနဲ့ပေါ့ဒါလေးရချွတ်ချင်းထမင်းဘေဘီတို့အကြိုက်ဒါလေးရလက်သေးပါဒါကတော့ပစုံမယောနီစ်နဲ့ထမင်းဖြူလေးဒါကတော့တည်တည်တုတ်သူကတော့တော်တော်လေးကောင်းတယ်ဒါကစူကာညွန့်ကောရခါညွန့်မှာ